ကဲအားလုံးပဲမင်္ဂလာပါ Forward ရဲ့ idea channel ကနေပြောညီတို့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော်ညနေပိုင်းတင်ပေးခဲ့တဲ့ Aston Villa ပွဲလေးမှာ Body ကတဝက်နိုင်ခဲ့တယ်ကျွန်တော် Telegram channel မှာတင်ပေးခဲ့တဲ့ Real Battle ပွဲကတော့ Body အောင်ခဲ့သလိုခိုးပေါက်ခဲ့တာကိုလည်းတွေ့ရတယ်ဗျကျွန်တော်ရဲ့ brother တွေကြားလိုက်မယ်လမ်းလိုက်မယ်လို့ထင်တယ်ဒါကြောင့်မလို့မ join ရသေးတဲ့ညီကိုတွေရှိရင်ကျွန်တော်ရဲ့ Telegram channel လေးကိုလာရောက် join ပေးဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါရစေခင်ဗျဒီနေ့ညမှာတော့ La Liga ပွဲစဉ်တွေကပွဲကောင်းပွဲကိုကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ကရွေးချက်ပေးလိုက်ပါတယ်ဗျအပွဲကတော့ Real Sociedad နဲ့ Girona ပွဲစဉ်လေးပဲဖြစ်ပါတယ်။ပေါက်ချေကတော့ Real Sociedad ကနေပြီးတော့တစ်လုံးကို60နိုင်ချေးပေးထားတာကိုတွေ့ရတယ်။ဂိုးပေါင်းလေးအနေနဲ့ကတော့3လုံးကို90နိုင်ပေးထားတာကိုတွေ့ရတယ်ဗျ။ Head to head အရ Real Sociedad တို့က Girona အသင်းကို4ပွဲနိုင်6ပွဲသေးကြထားတယ်ဗျ။ Real Sociedad တို့အနေနဲ့နောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲရှုံးနဲ့1ပွဲသေးရလက်ထွက်ထားတယ်ဗျ။ Girona တို့ကနောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲရှုံးရလက်ထွက်ထားတယ်ဒီဟာဒီ Girona ကတော့ La Liga မှာပေးကို29ဂိုးနဲ့အဆိုးရွားဆုံးခံစစ်ကိုပိုင်ဆိုင်ထားပြီးတော့ Sociedad တို့ကတော့ Girona နဲ့နောက်ဆုံးတွေ့ဆုံမှု10ချိန်မှာ10ချိန်စလုံးလုံးဝရှုံးပွဲမရှိထားသေးဘူးကျွန်တော်ကတော့ဒီပွဲမှာသေချနိုင်တဲ့အနေအထားများလို့ကိုယ့်အောက်လေးကိုတော့ကျွန်တော်ပိုကြိုက်တယ် Body ကစားခြင်းနဲ့ကျွန်တော်ရဲ့ brother တွေအတွက်တော့ Sociedad ကိုပဲရွေးချက်ပေးခြင်းပါတယ်ဗျဆုံးနေချီသွားပေးတဲ့အတွက်ညီကိုတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်တပွဲကောင်းလေးမောင်တဲလေးလည်းတင်ဆက်ပေးတော့မှာမလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ပေးကြပါအောင်ဗျ